ဒီနေ့မှာတော့မလို့ရေပေါ်ပြုလုပ်နေလေးကိုတောင်းဆိုထားတဲ့သူတွေအတွက်လာမြောက်ပေးတာဖြစ်ပါတယ်တကြံနာလည်းနေပြီဆိုတော့အိမ်မှာအလှူလေးဖြစ်ပဲလှုပ်စားမိသားစုတွေစုပြီးပဲလှုပ်စားအရင်ဆင်ပြေတဲ့မလို့လူမျိုးပေါ့နော်အရင်ဦးဆုံးထညက်ခဲကိုဖြိုလို့ကိုလိုအဲ့တလောက်ပေါ့နော်အတုံးကြီးသေးကိုလှီထားပေးလိုက်ပါမယ်ရှင်ဖြိုထညက်ခဲကိုလှီပေးဆိုလို့ရှိရင်တော့ပကံတစ်လုံးထဲကိုထည့်ပေးလိုက်ပါမယ်နော်ပြီးရင်တော့ဖြိုတို့မုံနှိလာဆက်ပေးထားလိုက်ပါမယ်နော်အရင်ဦးဆုံးပကံတစ်လုံးထဲကိုကောက်ညင်မုံဟိခက်စွန်းနဲ့လေးစွန်းနဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ပြီးတော့ဆန်မုတ်ကိုဟိခက်စွန်းရဲ့တစ်ဝက်စာလောက်ကိုထည့်ပေးလိုက်ပါတယ်ရှင်ပြီးတော့ရတာအတွက်ကစားလက်ဖက်စွန်းတစ်စွန်းစာလောက်ကိုထည့်ပြီးတော့မှွေထားပေးလိုက်ပါတယ်ပြီးရနဲ့ရေကိုနည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးလိုက်ပါတယ်မုတ်ချင်းတွေကိုကြည့်ပြီးပေါ့နော်နည်းနည်းချစ်စီထည့်ပြီးတော့နေသွားပေးမှာဖြစ်ပါတယ်ကဲမုတ်သားလေးကလုံးဝချောပြီးတော့နှက်နေပြီပြီးလို့ရှိရင်ဒီလိုမျိုးလေးပေါ့နော်လုံးလို့ရတဲ့နေထားလေးရောက်နေပြီဆိုလို့ရှိရင်တော့ရပါမယ်နော်ဒီနေ့ဟာဆိုလို့ရှိရင်ပြလို့စပြီးတော့လုံးပေးလိုက်ပါမယ်နော်အလုံးကြီးသေးရတော့ကိုစိတ်ကြိုက်လုံးပေးနေပါရဲ့ရှင်ဖြိုကြတော့အနေတော့လုံးလေးပေါ့နော်တအိုင်လည်းမကြည့်တအိုင်လည်းမသိနေထားလေးတွေလုံးထားပေးလိုက်ပါတယ်အထဲမှာကျတော့ဖြိုခနာကလှီထားတဲ့ထညက်လေးကိုထည့်ပေးလိုက်တယ်ပြီးတာနဲ့ဒီလိုမျိုးလေးပေါ့နော်လုံးထားပေးလိုက်ပါတယ်ရှင်ဖြိုတော့မုတ်လုံးလေးကိုလုံးထားရင်းနဲ့ရင်နွေးကိုအစစ်သေးပေါ့နော်တည်ထားပေးမှာဖြစ်ပါတယ်ရှင်ကဲဖြိုတို့လုံးသွားလိုက်တာအားလုံးလည်းပြီးနေပြီဆိုလို့ရှိရင်တော့ဖြိုတို့စပြီးတော့ပြုတ်ပေးလိုက်ပါမယ်နော်ကဲရင်တွေအိုးလည်းပွက်ဆွနေပြီဆိုလို့ရှိရင်တော့မုတ်လုံးလေးတွေကိုအသားလေးပြစ်ထည့်ပေးထားလိုက်ပါမယ်နော်ကဲမုတ်လုံးလေးတွေလည်းရေပေါ်မှာပေါ်လာပြီဆိုလို့ရှိရင်တော့ဖြိုတို့စကားလေးနဲ့ဆက်ထုတ်ပြီးလို့ရှိရင်ရေအေးခွက်လေးထဲမှာစိန်ထားပေးလိုက်ပါမယ်နော်ပြီးရင်တော့ပေါ်မှာအုံးသီးလေးဖြူပေးလို့ရှိရင်တော့စားလို့